ဒီနေ့ချက်တဲ့ငါးငပိချက်လေးနဲ့ထမင်းစားမှာဖြစ်ပါတယ်ဒါငါးငပိချက်ဒါတခွားသည်ခါကြဥညစ်စုပုတ်ကြီးအစိမ်းငါးငပိချက်ဆွဲရုပ်သီးဆန်နေရုပ်သီးမုံဖြိုးမှာဥဆိုင်ကောင်းစားကြပါအောင်လို့မကြွေးတော့ဘူးဘာဖြစ်လို့ဆိုစားမရလို့ဘာဖြစ်လို့နင်းလို့လဲကောင်းခါကြောက်တမနှလုံးချက်ပြုံးတာဘာမှမစားဘဲနဲ့ချက်ပြုံးတာဒါကစားနေသူတို့ရသူတို့ရကိုအစိမ့်မဲ့ကြိုက်သူတို့ရအစိမ့်ရတာကြိုက်เห็นไหมข้อกัดตีนเพลวเหี่ยวเนี่ยพี่ช่วยมาซาไปเนี่ยเหี่ยวนี่เปลี่ยนลาไปเยอะ